ပိုင်ပါဘူးဒါပေမဲ့ကိုထဲရဆိုင်မှနေတယ်လောကရဲ့ပြောပါနောက်တွင်ပါတော့ဘယ်ကိုင်းမဲ့တို့မရှိတဲ့ရွက်လေးပါမှာကောင်းကင်ဖခင်ကြီးကလူတွေဘလောက်ပဲဆိုစေခွင့်လွှတ်ခြင်းနဲ့ကြိုးဆိုဆဲပါတို့တဲ့ဟာလမ်းမတော်တဲ့တို့အားရှာပွဲဖို့တွေ့တို့ကိုယ်စကိုယ်အောင်ချမ်းထားခဲ့ကြောက်ခိုင်းလို့ရဲ့လမ်းမပေါ်ဆောင်သူဟာကိုရောရှမ်းမမို့ရွှေလေအပဲကိုင်ဖို့ကံကိုတော့ကိုပေးဆုံးထိုင်လို့များစွာချမ်းတမ်းလဲလေခင်ပြရှိနေပြီမို့အချောင်းရုံတော့ဘူးလေပဲကိုင်ပြီးပါကျွန်တော်ဘွားရွယ်လေပေါ်တော့တဲ့ရွက်လီလေးဘယ်ကိုတင်ဦးတီဖို့တွားလေးလဲဘယ်ကိုင်းမှတို့မရှိတော့လမ်းမတော်နိုင်လေလိန်နေရတိုင်းတွားခဲ့ရင်တော့လူဆိုတာကိုဝါကူလည်းမပိုင်ပါဘူးဒါပေမဲ့ကိုထဲရဆိုင်မှနေတယ်လောကရဲ့ပြောပါနောက်တွင်ပါတော့ဘယ်ကိုင်းမဲ့တို့မရှိတဲ့ရွက်လေးပါမှာကောင်းကင်ဖခင်ကြီးကလူတွေဘလောက်ပဲဆိုစေခွင့်လို့ချမ်းတဲ့ကြိုးဆိုဆဲပါတို့တဲ့ဟာလမ်းမတော်တဲ့တို့အားရှာပွဲဖို့တွေ့တို့ကိုယ်စကိုယ်အောင်ချမ်းထားခဲ့ကြောက်ခိုင်းလို့ရဲ့လမ်းမပေါ်ဆောင်သူဟာကိုရောရှမ်းမမို့ရွှေလေအပဲကိုင်ဖို့ကံကိုတော့ကိုပေးဆုံးထိုင်လို့များစွာချမ်းတမ်းလဲခင်ပြရှိနေပြီမို့အချောင်းရုံတော့ဘူးလေပဲကိုင်ပြီးပါကျွန်တော်ဘွားရွယ်လေခင်နောက်တော့လိုက်ဆုံးကံစိတ်ရောရတော့ဆုံးဆောင်သူဟာကိုရောရှမ်းပန်းမို့ရွှေလေအပဲကိုင်ဖို့ကံကိုရခုံပြီးဆုံးတိုင်းလုံးများစွာချမ်းတမ်းလဲလေခင်ပြရှိနေပြီမို့အချောင်းရုံတော့ဘူးလေပဲကိုင်ပြီးပါကျွန်တော်ဘွားရွယ်လေပဲကိုင်ပြီးပါကျွန်တော်ဘွားရွယ်လေ